တိလို့မေးပြတယ်အဲ့ဒီတနခါပေးရဝယ်ပညာလုံးမပြတ်ဘူးနော်ဒီလိုမလားညီလေးတို့တစ်ခါတည်းလိုက်ပါပြီးတော့ပြန်တက်လာခဲ့သွားညီလေးပွဲဘသူကလည်းပွဲလေပွဲအောင်စကူးကရယ်ပွဲပွဲဘသူကလည်းပွဲလေပွဲအောင်စကူးကရယ်ပွဲအောင်စပူကလည်းပွဲဦးစပောင်းဒီနေရာတွေပဲရှိလေတဲ့ဟုတ်ဒီနေ့ခါတက်လေအောင်စကူးကရယ်ပွဲအောင်စကူးကရယ်ပွဲတော့ဘယ်လိုကရယ်ပွဲအောင်စကူးကရယ်ပွဲဖြစ်နေရပြီဟုတ်ပါပြီသူပြောမှာပို့ရှုပ်အမြင်ကက်လာပဲနာမည်မလို့လေဘယ်လိုကြောအောင်စကူးဦးစပောင်းချစ်စရာလေးလားဘလောက်တော်မူတာသိရသိရလေဟာယောနာမည်ဖြစ်တယ်ကြောက်လို့ပြောတာမဟုတ်ဘူးဘာကောင်းတဲ့လေးနေပြောတာနာမည်ဖြစ်တာဒါအလုပ်လုပ်နေတာကျင်းတဲ့မကျင်းတဲ့တော့အမျိုးရှင်းလားဒီစားရောက်မှာပဲဓမင်းစားမှာကိုယ့်ဘာကိုအိမ်မှာထိကုန်စားရရဒီတော့ဒဇင်းထောင်းရင်းနေတာလေဟာဒဇင်းထောင်းနေတော့ဒဇင်းတော့မစီဘူးဝိရှာလို့ဟင်ပုတ်မရောတကယ်အတင်းနေတော့နေကျွန်တော်လေးစိတ်ကူးနေအောင်ဘယ်လိုစိတ်ကူးလဲနှကောင်းလေးမှာချင်းနေဆွဲနေဒီရေကအခုတော့မမိသေးဘူးလားဟုတ်ပါဘူးနောက်ပိုင်းမှာအိမ်မှာသွားမှတက်နေနေတာဘာလို့လဲဘာလို့ပြေးနေစပယ်တင်မီလေးကစစ်တာလာငါမရှာချင်စရာနော်ဒီငါပဲရောက်ခိုင်းတယ်အောင်စပူရဲ့တဲ့လုံးကိုကြည်တာလားစပယ်တင်မီလေးကိုစစ်တာလားအောင်စပူရဲ့တဲ့လေးကိုကြည်တာလားအောင်စပူဘေးတော်လိုက်ပါလားကျွန်တော်မင်းတော်မတလုံးရှိမှာလားတလုံးစီမလာမပြောနဲ့မြောင်းမြကြံကလေးအေးကြာလုံးနေတော့လေကွာအတန်ဘယ်လိုမဲဒီကောင်ကလည်းမကဘဲစုနေရမယ်ဟုတ်တယ်ဒီကောင်လည်းမကဘူးကောင်းတယ်မကောင်းတယ်စုနေအများကြီးရခေတ်အားကြောင့်လာမချဘူးခေတ်ကပြောင်းသွားပြီခေတ်ကပြောင်းသွားပြီကျွန်တော်လေးတနာဆရာပါလူတွေလည်းမိတာလားနော်ဒီကတော့မိသားတွေကအကတွေရတယ်ထပ်မတော်ဘူးဟုတ်တယ်အကတွေကထပ်မတော်ဘူးကောက်တယ်ပါလို့ဒီလေးဂရေဘုတ်ပြကြီးဟုတ်တယ်ဒီမှာမင်းပြောလို့အဲစကားကိုပြောမယ်သူကမကပဲနဲ့မင်းသားဆိုတော့ရုပ်နော်ဘလူကတော့ဟုတ်ပါတော့ဒီကတည်းကမြည်စီမဲ့ဘာလို့ဒီလောက်လှတဲ့လူတွေတော့ရုံချောပြီးတော့ဒီခေတ်ကအဲ့လိုမျက်နှာလေးအလှလှလေးနဲ့ဟိုက်ပေါ်မှာခယူတိုက်အဲ့နေတော့စုတက်ချတယ်ဟိုလိုလူမျိုးလေလေဒီမှာလာပြီးတော့စုချဖို့နှစ်ပါးဝှစုံနေတို့ကြီးပါတယောက်ပြီးတယောက်ဓာတ်နဲ့လာတော့ရှာအလုံးစုံတယ်ဆိုပြီးတော့ဒါလည်းကိုမောစောဒီတူပူလေကျူလေးတနာစရာဒီမွေရဒီမွေရမိတ်ချောက်လေးကားနဲ့တက်နေတယ်အဲ့ကွန်မန်ဒိုဆိုင်တော့ဘူဝေး3အောင်ထည့်ပြီလားအင်းဘူးကိုချွေးပါဖောက်ပြီကျူလေးတနာစရာပါလာပြီလာပြီလက်ကိုလေးဒီပါဟုတ်ပြီငါကလူရဘာလို့မတီးရမင်းသားဆိုတာဒါမင်းသားဟုတ်တယ်